Hello အားလုံးပဲမင်္ဂလာပါ Voice of Twin Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဟေးစေပါဟေးစေခုတစ်ခေါက်ဖတ်ပြဖို့ဆရာတိုးဆောင်ရဲ့အကျဉ်သူတီးဆိုတဲ့စာအုပ်လေးကိုရွေးချယ်ထားပါတယ်ဟေးစေနဲ့အတူခန်းစားနားဆင်ပေးပါအောင်နော်အပိုင်းတအလွန်တရာမှအေးချမ်းတိတ်ဆိတ်လာသောမနက်ခင်းလေးတစ်ခုဖြစ်ပါသည်တောင်ကုန်းလေးတစ်ခုပေါ်သို့မနက်ခင်းလင်းရောင်ကြီးနွေးနွေးကပြေးပြေးလေးထိုးကြပေးနေသည်တောရိပ်တောင်ရိပ်နှင့်တစ်ကြီးဝါကြီးဘောရာရက်မှုဘာသာဘာဝတွန်ကျူးနေကြသောကျင်းငှက်တာရကာတို့၏နှုတ်ခွန်းဆက်တီးတီးတမ်းများကိုလည်းဟိုမှသည်မှကြားနေရသည်ကွေးကောက်သောလမ်းလေးမှတဆင့်တောင်ကုန်းလေးတစ်ခုပေါ်သို့လူ9ဦးတရွေ့၍တက်လှမ်းနေသည်တကယ်တော့လမ်းဥပင်ပြောရန်ခက်သောလူသွားလမ်းလေးတစ်ခုပါနှင်းရီလူးနေသောအမိုက်တရိုက်များခြုံရွယ်ပိတ်ပေါင်းများတတိထားသွားလာနေရသည့်မြေသားချိုင်ခွက်များကိုကြည့်ခြင်းအပြင်လူသူအယောက်အပေါင်းနေမှန်တိတ်တာလွန်လာပါ၏ဦးဆောင်သူကအသက်50အရွယ်လူကြီးတဦးအပြင်အစဉ်အရက်အမောင်းအရာဒေသခံတဦးဖြစ်မှန်ညင်းဖွယ်မရှိနောက်မှ4ဦးမှာတော့အနှင်းငယ်ထူခြားပါသည်အသားရည်နှင့်ဝတ်စားပုံများအရာဒေသခံမဟုတ်တာတော့သိကြသည်ပြီးတော့ခရီးဆောင်အိတ်ကိုစီကိုကြောမှာပို့ထားသည့်အပြင်ရှေ့မှရှောက်နေသူ2ဦးမှာကင်မရာများကိုပင်လေမှာဆွဲထားသည်ပုံစံများအရာခရီးသွားများလိုသို့မဟုတ်လေ့လာရေးထွက်လာသောចောင်းသားများလိုပို၍ထူးခြားသည်က4ဦးအနက်3ဦးမှာယောက်ျားလေးဖြစ်ပြီးကျန်2ဦးမှာမိန်းကလေးဖြစ်နေခြင်းပင်မနက်ခင်းပင်ဖြစ်တော်လဲယောက်ျားလေးများနှင့်ရင်ပေါင်တန်းရှောက်လန်းနေရသည်မို့မိန်းကလေးမှာအနှဲငယ်ပင်ပန်းနေပုံရသည်တောင်ပတ်လန်းလေးအတိုင်း9ဦးသားတက်လာရင်မှကွင်းတရားညက်လောက်ကြတော့ရှေ့မှဦးဆောင်ရှောက်လန်းနေသူလူကြီးမှာခြေအစုံကိုရက်ပစ်လိုက်သည်ပြီးတော့ရှေ့တူယူကိုလက်ညှိုးထိုးကတခွန်းဆိုသည်ဝေလူဝရီမင်းသမီးရဲ့ဆန်နှန်းဆောင်ဆိုတာဟောတာပဲကင်မရာလွှဲထားသောဖြူဖြူသွဲသွဲလူငယ်လေးမှာရှေ့သို့အမြန်တိုးထွက်လာပြီးညွန်ပြရာနေရာကိုဂယုထားကြည့်လိုက်၏အော်ရင်သက်ရှုမောဝယ်ကောင်းလေစွာတက္ကရီတို့တိုက်စားဝါမြူမှုကြောင့်ဆန်နှန်းဆောင်ကဟောင်းနှွမ်းပျက်စီးကနေကြပြီသို့သောသူ၏ပုံတရံနှင့်တူတယ်မှမပြောက်ပြတ်သည်အိုမင်းမစွမ်းဖြစ်နေသည့်ကြားမှာပင်အလှတရားကကြံနေသေးသည်ရှေးကြသည်ဆိုတာထက်ကြည်နေရင်နဲ့အလိုလိုလွမ်းမောလာရသည့်တိဆောက်မှုမျိုးပါတော်တော်ကြီးကိုဟောင်းနေပြီပဲသူ့တက်တန်းဘလောက်ရှိပြီလဲဗျဂျင်းပေါင်းမီစုပ်ပွားနဲ့တီရှပ်အမဲတစ်ထည်ကိုတွဲဝစ်ပြီးမုတ်စိတ်မွေးရေးထားသောလူငယ်ကမေးလာသည်ခံမှန်းကြီးနှစ်ပေါင်း300အထက်ပေါ်ဗျာကျုပ်လည်းအတိအကျတော့မသိဘူးတမျိုးတော့တမျိုးပါပင်ပြုတ်ပြင်းထိမ့်သိမ်းခြင်းမရှိသောတန်ဖိုးတိုင်းတာမရသည့်ရှေးဟောင်းလက်ရာကြီးကိုပဲမြင်တွေ့ရလို့လားတောတောင်ရှုံမြောင်တို့အလဲတွင်ထီထီကြီးရှိနေသောခံစားမှုကြောင့်လားမသိ4ဦးသား၏ရင်ထဲမှာဝမ်းနည်းစိတ်လိုလွမ်းမောစိတ်လိုကိုခံစားရသည်မင်းသမီးတစ်ပါးရဲ့ဆန်နှန်းဆောင်ဖြစ်သည့်ကြောင့်အုပ်ရိုးမြင့်မြင့်များခံညာဝင့်ထဲသောတကားကြီးများအဆောင်အကျက်ပေါင်းများစွာဖြင့်တစ်ချိန်ကစီကားဝန်းရံခဲ့မည်ဖြစ်တော်လဲယခုတော့ပြိုကျပျက်စီးနေသောအုပ်ရိုးအဆွေးအမြင့်များကိုသာတွေ့ရသည်ဝင်ပေါက်မှလည်းဟာလာဟင်းနှင့်ခံမှန်းရသလောက်လက်ရာကပကံခစ်လောက်ရှေးကြပုံမပေါ်တော့လဲအမြင်မှာတမျိုးဆန်းနေသည်ဒါကြီးကိုဟိုတယ်ပြန်ဆောင်မှာဆိုရင်တော့နှမျောဆရာကြီးဗျနော်ဆရာချင်းပေါင်းမီစုပ်ဖွားလူငယ်မှဆရာဟုဆိုသောလူတဦးကိုဦးတီပြောဆိုလာသည်ဆရာအခေါ်ခံရသည့်သူမှာသူတို့4ဦးထဲတွင်အသက်အကြီးဆုံးဖြစ်ပြီးရှက်အင်းကြီးလက်ရှည်နှင့်ရခိုင်ပစိုးကိုတေးသေးတက်ဝတ်ဆင်ထား၏ဖိုင်တွဲအချို့ကိုလက်တွင်ပိုက်ကဥပရိယုတ်မှလည်းတင်းငိမ်ကနေသည်ဘယ်တက်နိုင်မလဲကွာငါတို့ကစုံဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေမှမဟုတ်တာတထေးကစောက်ဆိုတော့လဲစောက်ယုံပေါ့ဒါနဲ့ဒီနန်းဆောင်နဲ့တောင်ကုန်းကြီးကိုအရင်ကရှမ်းစော်ဝါကြီးတူပိုင်ခဲ့တာဆိုဗျဟုတ်လားဦးစောမောင်ဦးဆောင်တက်လန်းလာသူကိုယ်တိုင်ကိုကြလိုက်လံပြသပေးသူဒေသခံလူကြီးအမည်မှာဦးစောမောင်ဖြစ်လေသည်ဟုတ်တယ်
ဆက်ဆိုင်ဖပိုင်နာကြားဘူးလားစော်ဘွားကြီးဆက်ဆိုင်ဖဆိုတာလွန်ခဲ့တဲ့နှစ်340လောက်မြောက်ရှမ်းတခွင်မှာဆက်ဆိုင်ဖကိုမသိသူမရှိတော့ဘူးတရင်ကောင်းရောမကောင်းတရင်ရောနဲ့နာမည်အတော်ပေါက်ခဲ့တဲ့တထေးကြီးပေါ့ကျုပ်အထင်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကဆက်ဆိုင်ဖကိုယ်တိုင်နေဖို့ဆိုပြီးတပည့်တပန်းတွေနဲ့ရောက်လာသေးတယ်ဒါကြီးကိုပြင်ဆင်ဖို့ကြပေါ့ဒီနေ့ကတာဝန်ရှိသူတွေနဲ့တောင်ညှိနှိုင်းခဲ့ကြသေးတယ်ထင်တယ်ဒါပေမဲ့ဘလို့ဖြစ်တယ်မသိပါဘူးအဲ့ဒီအစီအစဉ်ကအကောင့်ထဲပေါ်မလာဘူးခုမောင်ရင်တို့တထေးကစော်ဘွားဆက်ဆိုင်ဖစီကဒီနေရာနဲ့အဆောက်အဦကြီးကိုပြောင်းဝယ်လိုက်တာထင်တယ်ဟုတ်တယ်တထေးစီကကြားခဲ့တာလေအဲ့ဒီအတိုင်းပဲဦးစောမောင်ကခေါင်းကိုငိမ့်ပြသည်ဒါနဲ့ခမည်းကဟုတ်ပါဗျို့ကားပေါ်ကဆင်းချင်းစံလန်းဆောင်ရောက်ဖို့လောနေတာနဲ့ပဲကိုမိတ်ဆက်ဖို့အခုမှတရိရတယ်ကျွန်တော်ကတက်ဦးပါဒီလုပ်ငန်းကြီးတစ်ခုလုံးအကောင့်ထဲပေါ်လာဖို့အစမှအဆုံးတိုင်းတာဝန်ယူထားရတဲ့ project manager ပေါ့ဒါကတော့ကျွန်တော်လက်ထောက်စိုးကျော်တဲ့ကျင်းစုပ်ဖွားတဲ့လူငယ်ကခေါင်းညင်ကပြုံးပြသည်ဟိုကင်မရာလွှဲထားတဲ့ညီလေးကဒီမှာဆောက်လုပ်မဲ့ဟိုတယ်ကြီးအတွက်လိုအပ်တဲ့ဒီဇိုင်းပုံစံတွေရေးဆွဲပေးဖို့တာဝန်ယူထားတဲ့အင်ဂျင်နီယာလေးပါနာမည်ကစစ်ညီတဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျာစစ်ညီဆိုတော့ဖြူသွဲအင်ဂျင်နီယာလေးကလူငယ်ပြီးရှေ့တလန်တိုးကဦးစောမောင်ကိုလက်ဆွဲနှုတ်ဆက်သည်မန်နေဂျာတက်ဦးကတဦးတဲ့ကြံတော်သောမိန်းကလေးကိုထပ်မံမိတ်ဆက်ပေးဖို့ပြင်သည်ဟိုညီမလေးကကျွန်တော်ချစ်သူပါနာမည်ကစိန်နဲ့စိန်စစ်ညီရဲ့စကားဆုံးချင်းထွက်လာသောနာမည်တီးတူရေရွတ်တန်ဒီကဦးစောမောင်ထံမှမဟုတ်မနေနိုင်မထိုင်နိုင်စိုးကြော်နှုတ်ဖျားမှလွတ်ခနဲထွက်သွားခြင်းဖြစ်၏လက်ဆွဲနှုတ်ဆက်နေရမှစစ်ညီဇက်ခနဲလှည့်ကြည့်တော့စိုးကြော်ကဘာရဲ့မဟုတ်အားနာတယ်လို့ပြုံးပြသည်ကျမနာမည်ကစိတ်ပါရှင်ကိုညိကိုကူဖို့လိုက်လာတာပါဦးစောမောင်ကတော့လူကြီးပြီးအတိအမှတ်ပြုတယ်လို့ခေါင်းငိမ့်ပြသည်ပြီးတော့စံနှန်းဆောင်ကြီးရှိရာစီတို့တိမ်ငယ်စွာလှမ်းကြည့်ရင်ဟိုတယ်ဆောင်မှာဆိုတော့ဒီနန်းဆောင်ကြီးကိုဖျက်ရမှာပေါ့နော်မန်နေဂျာတက်ဦးကဖထေးဝင်ပြောသည်တရသေးတော့လဲပြောလို့မရပါဘူးနန်းတော်ရဟောင်းနဲ့လဲနီးတာဆိုတော့နိုင်ငံခြားခရီးသားတွေကိုဆွဲဆောင်တဲ့အနေနဲ့နန်းဆောင်ကြီးကိုရှေးမှုမပြတ်ပြင်ဆင်ပြီးဟိုတယ်လုပ်ဖြစ်ရင်လဲလုပ်မှာပါနေရာဒေသနဲ့ဈေးကွက်အခြေအနေအရအထက်လူကြီးတွေဘက်ကမဖြစ်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့လည်းအကုန်ဖြတ်ပြီးအသစ်ဆောက်ရမှာပေါ့နိုင်ငံခြားခရီးသွားတွေတော့ဒီဘက်အယောင်များတယ်နန်းတော်ရဟောင်းနဲ့လည်းနီးတာကိုနောက်ပြီးဒီကုန်းမော်ကကြည့်ရင်တမျိုးလုံးကိုစီးမြင်နိုင်တယ်လေဦးစောမောင်ပြောမှပင်လေးဦးသားနောက်လှည့်ကြည့်မိကြသည်ဟုတ်၏သူတို့မျက်နာမူရာရဲ့တောင်ဘက်အရက်စီမှာမြို့ကိုဝင်နေသောမြို့လေးနှင့်မှုံပြမြစ်ပြင်ကျဲကိုလှမ်းမြင်ရသည်နန်းတော်ရာကဟိုမှလေမြောက်ဘက်အရက်စီမှာမှတစ်ပင်ဝါပင်အုပ်ဆိုင်ပြသက်ပြအိုးအပြောက်အမွှန်းများဖြင့်ထီးဟန်နန်းဟန်အပြည့်ရှိသေးသောနန်းတော်ရာဟောင်းကိုမြင်ရသည်ဒီဝေလူဝရီနန်းဆောင်ကြီးကိုသာဖြိုပြရင်တော့တော်တော်ကိုနှမျောစရာကောင်းပါဗျာတို့ပေဒီလက်ရာမပြတ်ထားပြီးဟိုတယ်ဖွင့်ဖို့ကလည်းလွယ်တော့မလွယ်ပါဘူးဦးစောမောင်ကတဦးတည်းပဲပြီးတယ်လို့ဖြင့်ခေါင်းကိုညှိကဆိုသည်ပြီးတော့တစုံတရာကိုသတိရတယ်လို့မျိုးဦးစောမောင်မျက်နှာမှာအနှဲငယ်လေးနဲ့သွားသည်ကိုလည်းမြင်ရသည်မလွယ်ပါဘူးပြီးတော့မှခေါင်းကိုရမ်းရင်ကဲပါအချိန်လေးရှိတော့ခမည်းတော်ကိုနန်းဆောင်အတွင်းထဲအထိလိုက်ပြပေးခဲ့မယ်လာပြောဆူဦးစောမောင်ကခြေလန်းကျဲဖြင့်ပြိုကျနေပြီဖြစ်သောအုတ်ရိုးဝင်းကြီးအလဲဝင်ပေါက်နေရသို့ဦးဆောင်ဝင်သွားသည်ဘာမှမသိသူတို့လေးဦးလဲတဦးမျက်နှာတဦးကြည့်ကနောက်မှတွတ်လိုက်ဝင်ရသည်စံနှန်းဆောင်နှင့်နီးကပ်လာချိန်မှာတဖြည်းဖြည်းသတိထားမိလာသည်ကဒုတဲ့အခိုင်အမာဖြင့်တိဆောက်ထားသောအဆောက်အဦကြီးတစ်ခုပါပင်ထို့အတွက်ကြောင့်လဲနှစ်ပေါင်း300ကျော်ကိုဖြတ်တန်းအန်တုနိုင်လာသည်ထင်၏ထူးခြားသည်ကနန်းဆောင်ဒုတိယထက်မျက်နှာစာဟုဆိုရမည်ဖြစ်သည့်လေဟာပြင်နေရာတစ်ခုပါ
လေသာဆောင်မှုပဲဆိုရမလားအနားယူဆောင်ပေးပဲလားသို့မဟုတ်အခြားအဓိပ္ပာယ်တစ်စုံတစ်ရာဖြင့်ပြုလုပ်ထားသည့်နေရလားမပြောတတ်မြင်ဘူးသမျှလေသာဆောင်တိုင်းလိုလိုမှာတော့အမိုးမပါလျင်တောင်အကတော့ပါတီကြီးပင်ယခုမြင်ရသောလေသာဆောင်ကအမိုးမပါအကမပါအုပ်ရိုးလေးခုကိုတော့တောင်လေးတောင်မှာစိုက်ထူထားသည်ထိုလေသာဆောင်အောက်မှာမှနန်းဆောင်ဝင်ပေါအုတ်ကပ်ပင်တို့အင်အားကြီးပေါက်ရောက်နေသည်ဖြစ်ရာနန်းဆောင်တိုင်လုံးများမှာတစ်မြင့်နွယ်များ၏ဝါမျိုးအုပ်ဆိုးထားခြင်းကိုခံနေရ၏ရေညှိအောင်ဝနေသောအင်္ဂရီအုပ်သားတို့မှလည်းဟိုမှဒီမှကြာနေသည်ပြတင်းအလင်းဝင်ပေါက်တို့၌ပန်းခတ်ပန်းတွေများစိတ်သုံးကာတချို့နေရာများတွင်အတွင်းအုပ်သားများပါကျိုးပဲ့ကြေမွကနေပါသည်အစာဦးနံရံတလျှောက်အကွဲကြောင်းကြီးများကိုလည်းအများအပြားတွေ့ရသည်ဒီအတိုင်းဆိုပါကရှေးလက်ရာမပြတ်ပြုပြင်တိဆောက်ဖို့ရာတိတ်လွယ်လာမည်မထင်နန်းဆောင်ထဲရောက်ချင်းသူတို့အားလုံးတပြိုင်နက်ခံစားလိုက်ရသည်ကအေးချမ်းလိုက်တာဗျာမန်နေဂျာတက်ဦးထံမှထွက်လာသောစကားဖြစ်သည်ဟုတ်ပါဗျာအမောတွေတောင်ပြေးသွားသလိုပဲစိုးကျော်ကထက်မှန်အတီးပြူလာပြန်၏အမှန်ကသူတို့ရောက်ရှိနေသောနေရာသည်အမိုက်တရိုက်နှင့်အမိခေါ်ရန်ခတ်သည့်အညစ်အကြေးများအုတ်သားအကျိုးအပဲ့များဆိုစွတ်အောက်တိုးသောအနံ့အသက်များလှိုင်ထွက်နေသည့်အခန်းကျယ်တစ်ခုပါမျက်မြင်အခြေအနေအရစိတ်ချမ်းမြေ့စရာတကွမ်းမှမရှိသောအခင်းအကျင်းဖြစ်သည်ဒါပေမဲ့ဘာကြောင့်မှမသိသူတို့စိတ်ထဲမှာတမျိုးတမီတာယာနေပြန်သည်ဦးစောမောင်ကရှေးလူကြီးတွေကဒီနေရာကိုဝေလူဝရီအခန်းဆောင်လို့ပြောကြတယ်နောက်ပြီးအောက်ထပ်မှာမင်းသမီးရဲ့ချိုးရည်သုံးဆောင်နတ်သားဆောင်ပွဲတော်တဲဆောင်တွေရှိတယ်တဲ့အပေါ်ထပ်မှာကလက်ဖက်ရည်သုံးတော်ဆောင်အနားယူဆောင်အိတ်ဆောင်တွေရှိတယ်ပြောတယ်ငယ်ငယ်ကတော့ဒီနန်းဆောင်ကြီးပတ်ဝန်းကျင်နဲ့အောက်ထပ်အခန်းတွေကကျုပ်တို့ကလေးတွေအတွက်စော့စရာဘုံနှန်းကြီးပေါ့ဗျာမြို့ပြအင်ဂျင်နီယာပြီးလက်ရာနဲ့တိဆောက်မှုပုံသဏ္ဍာန်ကိုကြည့်ပြီးအံ့ဩနေမိသည်ကစစ်ကြီးအနီးကပ်ကြည့်မိတော့မှလက်ရာသည်ရှေးဆန်လွန်းသည်လည်းမဟုတ်စမ်းတစ်သည်လည်းမဟုတ်ထူးခြားသည်ကနေရာအခင်းအကျင်းနှင့်ပစ္စည်းအထားအသို့အခန်းဖွဲ့စည်းပုံနှင့်အလင်းပေးပုံပြင်ပအလင်းကိုလက်ခံပုံသဘောတရားနှစ်ပေါင်းရာချီကြာမြင့်မည်ဖြစ်တော်လဲအင်ဂျင်နီယာအမြင်ဖြင့်သူသိလိုက်သည်ကဗတ်ညီမှုတချို့နေရာများတွင်ဗတ်ညီမှုကိုစနစ်တကျချိုးဖောက်ထားမှုတိဆောက်ပုံကတော်တော့စမ်းပြတယ်အချိန်ပေးပြီးလေ့လာနိုင်ရင်ဒီထက်စမ်းပြတာတွေအများကြီးထပ်တွေ့ရမှာပါဦးစောမောင်စကားကိုစစ်ညီခေါင်းညိတ်ထောက်ခံမိသည်ပြီးတော့မနေနိုင်စွာတခွန်းမိလိုက်မိ၏ဝေလူဝရီဆိုတာဘယ်လိုအမျိုးသမီးမှုလို့လဲဗျာနှစ်ပြည်တောင်စစ်ဖြစ်မဲ့အရေးကြောင့်မင်းတရားကြီးကိုယ်တိုင်မဖြစ်မနေချီးမြှင့်မြှောက်စားလိုက်ရတဲ့ပါရမီရှင်အာကအမျိုးသမီးပေါ့ကွာကဲပါအဲ့ဒါတွေထားလိုက်ပါပြောမယ်ဆိုရင်ပြောလို့ဆုံးမှာမဟုတ်ပါဘူးအချိန်ရှိတော့ခမည်းတော်လည်းလေ့လာစရာရှိတာလေ့လာကြပါဦးကျုပ်လည်းရွာပြန်ပြီးခမည်းတော်အတွက်စီစဉ်စရာရှိတာတွေစီစဉ်လိုက်အောင်မယ်ဒါနဲ့ရွာတော့ခမည်းတော်မှတ်မိရဲ့လားလေးဦးသားတယောက်မျက်နှာတယောက်ကြည့်မိကြ၏ဖြတ်တန်းလာခဲ့သည်ဆိုတော့လေဒေတာစိမ့်ဖြစ်လေတော့ခုကျုပ်တို့တက်လာခဲ့တဲ့လမ်းအတိုင်းကုန်းလေးကိုပြန်ဆင်းသွားရင်အခြေမှာညာဘက်ကိုချိုးဝင်ရတဲ့လမ်းလေးရှိတယ်အဲ့ဒီတိုင်း9မိနစ်လျှောက်ခဲ့အနည်းဆုံးမြင်ရတဲ့အိမ်ကကျုပ်တို့၄အိမ်စုရွာရဲ့ပထမဆုံးအိမ်ပဲဘယ်လိုလဲဖြစ်ရမလားမန်နေဂျာတက်ဦးကအစင်ပြေကြောင်းခေါင်းငိတ်ပြသည်အဲ့လိုဆိုရင်ကျုပ်သွားပြီခမည်းတော်အတွက်တောကျက်သားအရေးတောက်လေးရွာကိုချက်ခိုင်းထားလိုက်မယ်ဦးစောမောင်ကသူတို့ကိုထားခဲ့ပြီးနန်းဆောင်တွင်းမှထွက်ခွာသွားသည်ခြေလန်းကျဲကျဲလှမ်းသွားသောဒေသခံ၏ကြောပြင်ကိုကြည့်ပြီး၄ယောက်သားလက်တလောဘာလို့ရမှန်းမသိအားလုံးကဧည့်သည်ပြီးတော့ဒေသစိမ်းပတ်ဝန်းကျင်စိမ်းမှာနန်းဆောင်ကြီးကလည်းသူတို့အတွက်အစိမ်သက်သက်နောက်ဆုံးတော့စစ်ညီတက်ပြင်းကိုချပြီးနီးစပ်ရာနိုင်ငံတစ်ခုမှဖိန်ထိုင်လိုက်သည်အလုပ်တွေဇက်တိုက်လှုပ်လာရသည့်အပြင်တညလုံးကားစီးလာရမှုကြောင့်သူပင်ပန်းနေပြီလေစိတ်ကလည်းသူ့နဘေးမှာဝင်ထိုင်သည်
သူတို့နှစ်ဦးထိုင်တော့မန်နေဂျာတက်ဦးတို့ဆရာတပည့်လဲကြောပိုးအိတ်တွေပစ်ချရင်မလှမ်းမကမ်းနေရာတစ်ခုမှာဝင်ထိုင်ကြသည်တကယ်တော့အချိန်ရခဏလေးပါနိုင်လက်တံနဲ့တွက်လျင်လက်ဆယ်ချောင်းပင်မပြေလိုက်ဒါပေမဲ့ထိုခဏလေးအတွင်းမှာပင်အစာဦးကြီးဤထူးခြားမှုတစုံတရာကိုစိတ်ကစတင်ဖမ်းမိလိုက်ပါ၏ကိုကြီးဟိုနေရာလေးကိုကွက်ပြီးအလင်းထိုးချနေပုံကိုကြည့်ပါဦးဟင်းစစ်ညီအလိုလိုမတ်တက်ရက်မိသွားပါသည်ပင်ကူပိုးအိမ်များဖြင့်ရှုပ်ထွေးညစ်ပတ်နေသည်အောက်ဖက်မှလည်းအုတ်သားအဆင့်ဆင့်များဖြင့်အခိုင်အမာပုံဖော်ထားသည်ကိုတွေ့ရသည်ဖျားပလင်တော့မဟုတ်တန်ရအလင်းကွက်ပြီးထိုးကြနေသည်ကထိုပလင်လိုလိုကြောက်စပွဲလိုလိုခုံမြင်လေးတစ်ခုပေါ်မှာတွတ်တွတ်လျှောက်ရင်းထိုအပေါ်သို့စစ်ညီလွှားခနဲခုန်တက်လိုက်သည်ထိုအခါအလင်းကွက်ကသူ့ခြေဆုံးမှာလာဆုပ်သည်ဒီတော့အလင်းရောင်ဝင်ရောက်ရာနေရာဌာနကိုလေ့လာတော့ဟင်းနံရံအရှိဘေးပယ်ညာသုံးဘက်ဤနံရံတစ်ခုစီမှာပန်းခက်ပန်းတွေများဖြင့်တစားဆင်ထားသောပြတင်းတကားတို့အပြင်အပေါ်ဘက်အရက်စီမှာအလင်းဝင်ပေါက်တစ်ပေါက်စီရှိနေသည်ဒါပေမဲ့ထိုအလင်းပေါက်များကနံရံတစ်ဖက်နှင့်တစ်ဖက်အကွာအဝေးအနေအမြင့်မတူတနေ့တာခရီးကိုစတင်ရန်ထွက်ခွာလာသောနေလုံး၏အရက်အမြင့်နှင့်ပြင်းအားအရာသူ့ခြေအစုံကိုလာဆုနေသောနေရာမှာဘဲဘက်နံရံစီမှဖြစ်သည်မကြခင်အချိန်တွင်နေမင်းသည်ဘဲဘက်နံရံအလင်းဝင်ပေါက်ကိုထားခဲ့၍ဆက်လက်ခရီးထွက်ခွာပါလိမ့်မည်အရှိဘက်နံရံစီရောက်ခဲ့ပါကနေလုံး၏အရက်အမြင့်သည်ဘဲဘက်နှင့်တူမီတော့မဟုတ်ထို့အတူအရှိနံရံမှအလင်းဝင်ပေါက်မှလည်းဘဲဘက်နံရံမှအလင်းဝင်ပေါက်နှင့်အကွာအဝေးမတူအနှိမ့်အမြင့်မတူတော့ညာဘက်နံရံစီတွင်လည်းထိုအတိုင်းနေမင်းဖြတ်ကျော်လာခဲ့သောနံရံနှစ်ဖက်နှင့်သူ့စီမှအလင်းဝင်ပေါက်သည်တူမီမဟုတ်တော့ပါဒါဟာဘာသဘောလဲသူထင်တာမမှားဘူးဆိုပါကဝင်ပေါက်အလုံးမှထိုးကြလာမည့်အလင်းရောင်သည်သူရက်နေရအရက်စီတို့သာအလင်းဝင်ပေါက်တွေရဲ့တစ်ခုနဲ့တစ်ခုကြားအကွာအဝေးမှာအစီအစဉ်တစ်ခုရှိနေတာလားအတန်ကြာငြိမ်သက်စဉ်းစားသွားရမှစစ်ညီအောက်ကိုခုန်ဆင်းလိုက်ရင်စိတ်ကိုတို့နန်းဆောင်အပြင်ထွက်ကြည့်ရအောင်ထိတ်ထားတော့သူမဟာမိန်းကလေးတဦးဖြစ်ပါတယ်မိန်းကလေးတဦးမှာရှိတဲ့အပြင်အစဉ်အရက်အမောင်းအရက်အပြုံးအလှအပတွေအလုံးလဲပြည့်စုံတယ်ဒါပေမဲ့အရင်ဘဝကဆူတောင်းမှားခဲ့တယ်ထင်ပါရဲ့အလွန်ရှားပါသောကန်ထူးသူအချို့မှသာရရှိနိုင်သောဖျားပေးလက်ဆောင်တစ်ခုကသူ့ရဲ့စိတ်နဲ့ခန္ဓာမှာအရေးတစ်ခုလိုအုံမိုးလိုက်ပါနေသည်တခါသူမဟာထိုလက်ဆောင်ကြောင့်ကိုဂုံယူဝင့်ကြွားနေတယ်လို့တခါတလေတော့လဲဆက်ဆုပ်ယွန်ရှာနေတတ်ပါတယ်ထိုလက်ဆောင်ကြောင့်ပဲသူမကိုအသုံးချပြီးလူတချို့ကြီးတက်ချမ်းသာသွားတယ်လူတချို့ချွတ်ချုံကြအောင်ဆင်းရဲသွားတယ်သူမကြောင့်လူအများကြီးပျော်ခဲ့ရတယ်လို့သူမကြောင့်ပဲလူတွေအများကြီးစိတ်ဆင်းရဲခဲ့ရပါတယ်ခက်တော့လဲခက်တယ်ဆူတောင်းဆိုတာမျိုးကကာလဒေတာကိုကျင့်တရားကုသိုလ်စတဲ့အကြောင်းတရားတွေတိုက်ဆိုင်သွားခဲ့ရင်မလိုအပ်ဘဲအင်အားကြီးသွားတတ်ကြောင်းစောစီတဲကသူမရိပ်မိခဲ့ဖို့ကောင်းတယ်လေတနှစ်တခါငရေရှာလူရွာဖေဟားပွဲဆိုတဲ့စကားကိုဟိုးငယ်ငယ်လေးတဲကနန်းတွင်ကြားဘူးခဲ့ပါတယ်ဒါပေမဲ့ဒါဟာဖေဟားပွဲတစ်ခုမဟုတ်ပါဘူးသူတို့နေထိုင်ရာသူစလဒီပါတိုင်းကိုအုတ်ချုပ်မင်းလုပ်တဲ့ရွှေဖုံးတော်ရှင်ရဲ့အသက်60ပြည့်မွေးနေ့အလှပွဲကြီးပါရွှေနန်းရှင်ရဲ့ဘုံရိပ်ကံရိပ်ကြောင့်နေပြည်တော်မှစပြီးတတိုင်းတပြည်လုံးကိုအပျော်တွေကူးဆက်နေကြတယ်သူတို့နေထိုင်ရာအစောလက်မြို့လေးဟာလည်းရွှေနန်းရှင်ကိုအမှုထားပြီးကောင်းကြီးမင်္ဂလာတွေနဲ့ချိန်တဲစီကားလို့ပေါ့3ရက်နဲ့3ညတိုင်းပျော်ပွဲရွှင်ပွဲကြီးကျင်းပနေကြတယ်လေမျက်စိတစုံရှည်လျားတဲ့ပွဲစည်းတန်းတွေအေယာမပကြီးကားကြီးတွေနဲ့ချိတ်ဆွဲကြော်ညာထားတဲ့ဇက်သပင်တွေမြေဝိုင်းကားဆက်တွေမုံဆိုင်တန်းတွေမပါမဖြစ်
တေးရီဆိုင်နဲ့လောင်ကစားဝိုင်းနေစတာတွေနဲ့အစောလက်တစ်မျိုးလုံးကညံ့ဦးရံမတိုင်မီကလေးကကြက်ပြန်မကြစီကာနေပါပြီဒါဟာမကြုံစဖူးထူးကဲလာတဲ့ပွဲတော်ကြီးကိုအစောလက်မြို့သူမြို့သားများဝင်ရောက်ဆင်နွှဲလိုခြင်းကြောင့်ဖြစ်တယ်လို့ပွဲငတ်နေခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်ငတ်ဆိုသူတို့သူ့စလဒီပတတိုင်းလုံးကပျော်ပွဲရွှင်ပွဲနဲလာတယ်လေအနီးနာဒီပ6တိုင်းမှာတော့အပျော်တွေပေါ်တယ်အဲ့ဒီအတွက်အကျိုးရလဒ်ကတော့တိုင်းပြည်မှာလူပေါ့လူပျော့တွေများလာတာပါပဲတိတ်မဆိုင်လာဘူးထင်ရပေမဲ့ဒီပ9တိုင်းကိုရှင်းကြည့်ရင်တော့သိသာနိုင်ပါတယ်ပထဝီအနေထားအရသူတို့နေထိုင်ရာသူ့စလဒီပအတိုင်းအနီးဝန်းကျင်မှာကကဒီပဝနဒီပနေယဒီပရဏဒီပဇေယဒီပဆုလဒီပဆိုပြီးဒီပ6တိုင်းရှိနေပါတယ်သူတို့သူ့စလဒီပတိုင်းသာပါရင်ဒီပ9တိုင်းပေါ့9တိုင်းအနက်လူမှုရေးစီးပွားရေးကျန်းမာရေးပညာရေးတွေမှာသူတို့သူ့စလဒီပတိုင်းကအားလုံးထက်သာလွန်နေတာတော့ညင်မရပါဘူးဒါဟာလေအုပ်ချုပ်သူတွေရဲ့ဉာဏ်အမျှော်မြင်ရှိမှုနဲ့လေ့ကျင့်ပြိုးထောင်ပေးမှုတွေကြောင့်လို့ပဲဆိုရပါလိမ့်မယ်တိုင်းသူပြည်သားတွေရဲ့ကိုယ်တိုင်ကောင်းမွန်သောအခြေခံတွေနဲ့တိဆောက်လိုမှုတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်သို့တော်လည်းဘာပဲပြောပါလူတွေအပျော်ပါမှတ်တာတော့အစမ်းမဟုတ်ပါဘူးအဖြစ်တစ်ခုလည်းမဟုတ်ပါဘူးလူဆိုမှတော့သွေးနဲ့ကိုသားနဲ့ကိုလေမွန်းချက်မှုတွေရှိနေတဲ့၍တော့ထွက်ပေါက်ဆိုတာလည်းရှိနေအောင်ပါပဲအခုလေအခါခွင့်တင်တော့ပျော်ရပါရအောင်နန်းရွယ်နဲ့စောဖြူဆိုသည့်ငယ်တငယ်ချင်း2ဦးပွဲခင်းပတ်စီထွက်လာခဲ့ပါတယ်နန်းရွယ်ကြီးလူတွေမှအားကြီးပဲကွနော်ငါတို့အစောလက်တစ်မျိုးလုံးကုန်မီလားတောင်ထင်ရတယ်ကြိတ်တိုးနေတဲ့လူအုပ်ကိုကြည့်ပြီးစောဖြူကဆိုလာတယ်အေးဒီလောက်လူများဖြင့်ဒိုးမျိုးမှာတခါမှမမြင်ဘူးရွှေနန်းရှင်ရဲ့အရှိန်အဝါကလည်းကြီးပေါ့ကွာဟုတ်ပါတယ်ဒါဟာရွှေနန်းရှင်ရဲ့ဘုံကံနဲ့လည်းအများကြီးသက်ဆိုင်ပါလိမ့်မယ်သူတို့အစောလက်မျိုးတွေမဟုတ်ပဲတတိုင်းတပြည်လုံးနဲ့သက်ဆိုင်တဲ့ပြည်တော်စုအဆင့်ပျော်ပွဲရွှင်ပွဲဖြစ်နေတာကိုစောဖြူကတော့လူအုပ်ကြီးနဲ့မျက်စိတစုံပွဲစည်းတန်းကိုကြည့်ပြီးတောက်တခက်ဖြစ်နေလေရဲ့ပွဲကင်းတစ်ခုလုံးကပရွက်စိတ်အောင်တုံးနဲ့ထိုးထားသလိုရောင်းတန်ဝယ်တန်စနောက်တန်နဲ့ဇက်ယုံတို့စီမှဆိုင်းတန်ပုံတန်များမြေဝိုင်းကားဆက်ဆရာတို့ရဲ့စိုးတန်ငူတန်စတာတွေနဲ့စူးစူးညံကတိုးမပေါအောင်ပါပဲချက်ပြန်မကြစီကားတယ်ဆိုတာဒါမျိုးကိုခေါ်တာပဲဖြစ်မှာလို့နန်းရွယ်စိတ်ထဲမှာတွေးနေမိတယ်တနေရာရောက်တော့အလွန်လှပတဲ့မင်းသမီးလေးတစ်ယောက်ရဲ့ရုပ်ပုံကိုအေယာမပကြီးကားချက်ကြီးတစ်ခုအဖြစ်အသက်သွင်းကမြေမှာဝါးနှစ်တိုင်ခတ်ပြီးခန်းခန်းနာနာကြော်ညာထားပါတယ်။ရမင်းသူစာဇက်တပင်းနဲ့နာမည်ကြီးအဖွဲတစ်ဖွဲဖြစ်ဟန်တူပါရဲ့လူတရက်ကျော်ရဲ့ဝင်းထရံတွေခတ်ပြီးတော့လဲအနောက်ဘက်မှာဇက်ယုံကြီးစောက်ကားထားတယ်။ဆိုင်းစရာရဲ့လက်စွမ်းပြတဲ့စန်းကိုလည်းအတွင်းမှာကြားနေရတယ်။လူဝင်တင့်တယ်မဲ့တီးခွက်တွေဖြစ်လောက်ရဲ့တကယ်လဲအခြားဇက်အဖွဲတွေနဲ့ရှင်ရင်အဲ့ဒီအဖွဲစီကလူတွေတဖွဲဝင်နေကြတာကိုမြင်နေရတာမို့တို့လဲဝင်ကြည့်ကြမလားစောဖြူကတိုးဝေနေတဲ့လူအုပ်ကြီးကိုတစ်ချက်လှမ်းကြည့်ပြီးနေပါအောင်ကွခုမှအစိုးရရှိပါသေးတယ်ပွဲကင်းကိုစုံအောင်ပတ်ကြည့်ပါရစေအောင်ဒါနဲ့ပဲသူတို့2ဦးဇက်ယုံရှိမှခွာကပွဲကင်းပတ်စီခြေဦးလှည့်ခဲ့ပါတယ်ခြေတော်လေးနည်းနည်းညောင်းလာတော့ထုံးစံအတိုင်းစောဖြူကဗီဇပြလာတယ်နန်းရွယ်တေးလေးတစ်ခွက်2ခွက်လောက်ဝင်းတော့ရအောင်ကွာဒါမှဇက်ပွဲကြည့်ရတာစီစီပူပူရှိမှာသူငိန်ကသွားတော့စောဖြူကထက်ကွန်တယ်ပွဲလေတဲ့ဆိုတာကလည်းတေးရီလေးနဲ့မှဟန်ကြတာကွာမဟုတ်ရင်မျက်စိညောင်းခြေတော်ညောင်းတာပဲအဖက်တင်မှာမင်းတော့ချင်လဲတောက်လေဒါနဲ့ပဲ2ဦးသားတေးရီဆိုင်တစ်ခုတည်းကိုဝင်လိုက်ကြပါတယ်မကြပါဘူးသူတို့ရှေ့ကိုတေးရီအိုးနဲ့အမီးတပကံရောက်လာတယ်ရောက်မဆိုင်စောဖြူကတစ်ခွက်ခက်ကတကြိုက်ထဲမော်ချလိုက်၏ရှင်ခုမှပဲနေသားထိုင်တာရှိသွားတော့တယ်ကွာဘ
ပြီးတော့နောက်တစ်ခွက်သူကတော့မကောင်းတတ်တာမို့တစ်ခွက်ခတ်ပြီးတော့ပဲဇိမ်ဆွဲကတောက်နေလိုက်တယ်ထိုအချိန်မှာပဲနောက်ပိုင်းမှာအချင်းချင်းပြောနေကြသောစကားအချို့ကအားမဆိုင်ပါပဲနားတွင်းသို့ဝင်ရောက်လာတယ်ရမင်းသူစားနဲ့နေပြီးတော့တခွင်မှာနာမည်ကြီးနေတာဒီညတော့ကြည်ဝင်ကြုံပြီပေါ့ကွာတော်တော်လှလို့လားဟာလှမလှဇက်ပွဲကြော်ညာကပကြီးပုံကိုပဲကြည်လေကွာထိုစဉ်မှာပဲနောက်တစ်ယောက်ကအားလေးရှာလေးဖြင့်ဝင်ပြောသည်မဟုတ်ဘူးရမင်းသူစားနာမည်ကြီးတာလှလို့မဟုတ်ဘူးအဆိုအကကောင်းလို့မှားနေပြီမင်းတို့မှားနေကြပြီရမင်းသူစားနာမည်ကြီးတာလှလို့မဟုတ်ဘူးအဆိုအကကောင်းလို့လည်းမဟုတ်ဘူးဆွဲဆောင်မှုရှိလို့ကွပြတာတာအတန်ဖြင့်ဝင်ပြောသောစကားစုအောက်မှာအားလုံးငြိမ်သွားကြသည်သူ့ရဲ့မျက်လုံးသူ့နှကန်းသူ့ရဲ့အဆက်အပေါက်အဲ့အရာတွေအားလုံးကရှာမရှားပဲကိုလူတွေရပြီးတော့တစ်မျိုးပဲဘာတစ်မျိုးလဲကွချင်းစဉ်းစားလိုက်တယ်လို့ငြိမ်သွားပြီးကမှသူ့ကိုမြင်တာနဲ့ကွာယောက်ျားတစ်ယောက်ရဲ့စိတ်ထဲမှာဘယ်လိုပြောရမလဲတိုင်ပင်မထားပဲစကားသံတွေတိုးသွားလေရဲ့ပြီးတော့ခေါင်းချင်းဆိုင်သွားသလားမပြောတတ်ဘူးစကားသံကိုပြပြတတ်တာမကြားရတော့ပဲတိုးအုပ်အတန်တချို့သာကြားလာတယ်ခဏကြာတော့ဟုတ်ရဲ့လားကွာငါတော့အဲ့လိုမိန်းကလေးမျိုးတခါမှမမြင်ဘူးပါဘူးထိုစကားသံနောက်မှာမောပန်းနဲ့တပ်ပြင်းချတံတွေကိုကြားရပါတယ်ဒီတစ်ခါလဲပြတာတာအတန်ပိုင်ရှင်ကပဲဝင်ဆုံးဖြတ်သွားတယ်မယုံရင်ဒီညကြည့်ပေါ့ကွာကြည့်မယ်ကွာတခုတော့ရှိတယ်ဇက်စင်တဲ့နီးတဲ့နေရာရဖို့တော့လိုတယ်ဝိုင်းလေးကခိတ္တမြတိတ်ဆိတ်သွားပါတယ်ပြီးတော့တိတ်မကြပါဘူးထိုင်နေသောလူငယ်တွေစိုင်ထဲကအရှူထွက်သွားကြတယ်စောဖြူကတော့ကို့အရှိန်နဲ့ကိုမှုထိုစကားတွေကြားမယ်မထင်မိဘူးသူ့မှာသာကြားရတဲ့စကားနဲ့မြင်ခဲ့ရတဲ့ကြော်ညာပကြီးပုံကြောင့်ရမင်းသူစားဆိုတာဗဟေလိတပုတ်လိုဖြစ်သွားတယ်တေးတအိုးကုံတော့အချိန်ကတော်တော်လင့်နေပါပြီစောဖြူလဲတော်တော်ထွေနေခဲ့ပြီဆက်ပွဲဝင်ကြည့်ဖို့ဆုံးဖြတ်တော့ဘာရဲမဟုတ်ပဲခြေလန်းတွေကလူဝင်များရာအရက်စီဥတီမိလျက်သားဖြစ်သွားတယ်တခုတော့ပြောစရာရှိတယ်ကိုပါအရေးချင်းနေပြီးသူတစ်ပါးဆုံးဖြတ်ချက်ကိုအားကိုးခြင်းတဲ့လူတချို့ကတော့ဘယ်အရာမဆိုသူများကောင်းရင်လိုက်ကောင်းပြီးသူများညံ့နေပြောရင်ဘာမှရှေ့ဝေးစဉ်းစားဆုံးဖြတ်မနေပဲညံ့နေလို့လိုက်ပြောတတ်ကြတယ်ရမင်းသူစားဇက်တပင်ကိုသူများကြည့်တိုင်းလိုက်ကြည့်မိလို့ညံ့နေပြောရင်လဲခံရမှာပါပဲအမှန်တော့သူ့အတွက်ကန်ဆိုးတဲ့ညတညကထိုအချိန်ကလေးကဖြစ်မှန်းမသိဖြစ်နေခဲ့တာပါအပြင်မှာညမွေးပန်းတွေအပြိုင်ရိုင်းပွင့်နေကြပြီထင်ပါရဲ့တကယ်တော့သူဟာတားရဲတွင်ထဲကိုမျက်စိလဲလမ်းမပြီးရောက်လာခဲ့တာပါတားရဲတွင်ရဲ့တဘာဝကိုနားမလည်ဘူးအတွေ့အကြုံလဲလုံးဝမရှိခဲ့ဘူးလေတေးကြတာကတော့သူ့အတိအာယုံမှာညမွေးပန်းရက်နက်တွေတကြူမှုန်းနေတာပါပဲယုံပြည့်ယုံရှန်ထပ်ပိုးပြီးယုံကွဲမတက်ကိုဇက်ပွဲကလူတွေတအားပြည့်ကျက်နေတာတေချာလေလာကြည့်တော့ရွှေပွဲလာပိတ်တက်ကမိသားစုပြီးမိမပြိုတွေတက်ကြီးပိုင်းတွေထက်သူတို့လိုပြိုရွယ်သူအမျိုးသားတွေသာများပြနေတယ်တေးရှိန်ကြောင့်အများစုရဲ့မျက်လုံးတွေမှာသွေးကြွနေရဲနေကြတယ်တော်တော်ကိုတွန်းတိုက်တိုးမှဇက်စင်နဲ့မလန်းမကန်းမှာသူတို့နှစ်ဦးနေရကြတယ်မကြပါဘူးရမင်းသူစားဆိုတဲ့ဇက်အဖွဲ့ကြီးကအနီရောင်ဂရီပါဂလကာကြီးကိုစွဲဖွင့်လို့ဆိုင်းစရာရဲ့ရွှေလက်တံနဲ့ဝက်ကွဲစတင်လိုက်ပါပြီလက်ခုပ်တီးတန်းလက်ခေါက်မှုတ်တန်းအော်ဟစ်အားပေးတန်းတွေနဲ့ပွဲကင်းကြီးတစ်ခုလုံးစူးညံသွားတယ်။ဆိုင်းစရာရဲ့ပွဲခေါ်လက်တန်းတပုတ်ဆုံးစင်မှာရမင်းသူစားဇက်တပင်ရဲ့အဆူကျော်တွေမင်းသားမင်းသမီးအချောအလှတွေစင်မော်ကိုအရှူရောက်လာကြတော့တယ်။သူတို့ဝစ်ဆင်ထားတဲ့တန်ဖိုးကြီးအဝတ်ထည်တွေကမီးရောင်အောက်မှာတစ်ဖြက်လက်ပြီးဆိုးတဲ့တချင်းကမျိုးတွေကအလွန်တရာမှပဏံရလာပါတယ်။နာမည်ကြီးမယ်ဆိုလဲကြီးလောက်ပါရဲ့လို့နန်းနယ်စိတ်ထဲကနေအမှတ်ပေးနေမိတယ်။တင်ဆက်ကပြပုံတွေကရွှေပွဲလာအားလုံးကိုနှစ်ထောင်းအားရစေတယ်လေ။အားပေးလက်ခုပ်တံတွေမှနားနဲ့မဆန့်လောက်အောင်ပါပဲ။
ထိုခဏမှာပဲရေလိုင်းကြီးတစ်ခုလိမ့်ဆင်းလာတယ်လို့စစ်တပ်ကြီးတဲ့ပြိုဆင်းလိုက်တယ်လို့ပွဲခင်းထဲမှာရုတ်ရုတ်တဲတဲဝေါခနေဖြစ်သွားတယ်။အကြောင်းကတော့အစိုးကျော်တယောက်ရဲ့တချင်းတန်လေးကစလိုက်တာပါ။သူစားရေးတဲ့ရွှေပွဲလာကိုအတုံးတော်ခံမဲ့ကျဲစင်ခြေလန်းနဲ့အပြုံးပန်းဝေသူစားရေးတဲ့ကြည်နေရင်လည်းပဲထွန်းထားတဲ့မီးလုံးတွေအားလုံးတစ်လုံးမကြမ်းမှိတ်ကျသွားပါတယ်ပြီးတော့ဇက်စင်ကြီးတစ်ခုလုံးအပြည့်ဖုံးအုပ်ပြမဲ့ဂရီပါလိုက်ကာကြီးကျလာတယ်ဒီမှုန်နေတဲ့ဒုရိယာအားလုံးကိုရက်ပြီးရွာသားရဲ့ဘုံတို့လေးတစ်ချက်သာကြားနေရတယ်ဒါဟာအားလုံးစောင့်မျှော်နေသောပုရိသတွေရဲ့ညံ့300ကိုသိမ့်ပိုက်မဲ့လှပြိုဖြူလေးရမင်းသူစာရဲ့ခြေလန်းအဝင်ပေပဲလားဆောင်ဆိုင်နေတဲ့ပရိသတ်တွေမယိုးမရွဖြစ်ကုန်ကြပါပြီမကြပါဘူးအဖွဲ့တော်သားတွေရဲ့ဂရီပါလိုက်ကာကြီးကိုတန်ပြိုင်ဆွဲအဖွင့်မိအထွန်းရွာသားရဲ့လက်တန်းအာမန်အပြည့်နဲ့ပြန်အစမှာဆက်စင်ပေါ်ပြုံးခနဲ့တွေးလိုက်ရတာကဟာကားကျိုးတစ်ခုကိုကြပြားဆန်းစွာဆင်ရင်တော့မဲ့ရမင်းရုပ်လေးတရုပ်ပြိုးပြက်သောအဝိတစားတွေကနတ်သမီးလေးတစ်ပါးကိုထင်ပြသလိုစင်မောမှာတက်လက်ထားနေတယ်ဝေါခနဲ့အော်လိုက်သောအတန်တွေကနားကွဲမတက်ကိုအုံထားသွားတယ်ရုပ်ချီမြင့်တက်သွားတဲ့ပွဲအရှင်ကသူတို့အစောလက်တစ်မျိုးလုံးကိုပင်လွှမ်းသွားသလားတောင်ထင်ရပါတယ်ပူရီတာရီရှင်တဲ့မိတောက်ကုန်ကြပြီအံ့ဩစရာကောင်းလောက်အောင်လဲဇက်စင်နာပြုံတိုးသွားကြတယ်လက်ခုပ်တန်းတွေတန်းမြိုင်တီးလက်သီးလက်မောင်းတွေတန်းလို့ရွရွချွန်ချွန်အားပေးလိုက်ကြတာချီမွန်စကားတွေတခုမှမလွန်ကြောင်းသူကိုယ်တိုင်လဲမျက်မြင်ကိုယ်တွေ့သိလိုက်ရပြီဒါပေမဲ့တခြားတစ်ပါးအမျိုးသားတွေလိုသူ့အာယုံနေမိတောက်မနေဘူးမြို့ရဲ့ကြေးရတဲ့တထေးလေးတယောက်ဖြစ်လို့အင်ဒရီဆဲနေတာလည်းမဟုတ်ပါဘူးသူတကယ်မြင်နေတာကညံ့300သိမ့်ပိုက်မဲ့ရွှေမင်းသမီးဆိုတာထက်ရမင်းရုပ်လေးတရုပ်ပါသို့မဟုတ်ကျိုးဆွဲရာအလွန်တော်လွန်းတဲ့ရုပ်သေးရုပ်လေးဒါမှမဟုတ်ဘူးဆိုရင်တော့နတ်သမီးလေးတစ်ပါးပါပဲလှတယ်တော်တော်ကိုလှတယ်ခြေလက်ခေါင်းခါတစ်ခုမှပြည့်ရစရာမရှိအောင်ကိုလှတယ်တိမ်မွေသောအချိုးအကွေတွေနဲ့တစ်ခါရက်ဆက်အုံလေးသောကကွက်တွေနဲ့ရွာသားဆိုင်းစရာရဲ့အပေးယူမြတာစွာဇက်စင်တစ်ခုလုံးကိုရှေ့နောက်ဘယ်ညာသိမ့်ပိုက်ကရွှေပွဲလာတွေကိုအထူးသဖြင့်ပုရိသတွေကိုအကောင်းဆုံးအသုံးတော်ခံတင်ဆက်ပေးသွားတယ်။ဘဝလေးခက်ကဥကောင်းလေးငဲ့ကအပြုံးချိုအတန်တာအကြည့်ဆူတွေနဲ့ကြည့်နေရင်းနဲ့ပဲနန်းရွယ်ရင်ထဲမှာတစုံတရာခံစားလာရတယ်။အမိတက်ဖို့အစပိုင်းကာလတွေမှာခက်ခဲနေခဲ့တယ်။ဒါပေမဲ့မကြပါဘူး။တချင်း3ပုတ်လောက်ဆုံးသွားပြီးချိန်မှာကိုနားလေသွားခဲ့ပါပြီ။သူပေါ်အစောလန်းမျိုးရဲ့တဦးသေးသောငတုံးတယောက်ပေါ်ရမင်းသူစားဆိုတဲ့ဇက်သမားလေးကိုထိုအချိန်ထိုကာလကစလို့သူနက်ဆိုင်ချစ်သွားခဲ့တယ်။ဒါဟာအပေါ်ယံအရေးပြားကိစ္စတွေခန္ဓာဗေဒတွန်းအားတွေညှို့အားဖြင့်မျက်ဝန်းညူတွေနဲ့မဆိုင်ပါဘူး။ကိုယ်ညှို့ကခုန်နေတဲ့မီးရောင်အောက်ကဇက်သမားလေးတယောက်ကိုရိုးသားချစ်သွားခဲ့တာပါ။ခက်တော်လဲခက်သားလားအချစ်ဆိုတာမျိုးကခန္ဓာကိုယ်ပူလောင်စေတဲ့ယာကမီးတွေနဲ့လုံးမပတ်သက်ကြောင်းအချစ်ကိုတလေးတစားတန်ဖိုးထားသူတချို့တလေကပဲနားလည်နိုင်ကြတာလေသူမအလှည့်ပြီးတော့ဆက်စင်နောက်ဝင်သွားတဲ့အထိသူ့ရင်မှနှွေးပြပါပဲနောက်ပိုင်းကိစ္စတွေကတော့ဘသူတွေစင်မော်တက်လာပြီးဘသူတွေဆိုလို့ဘာတွေကနေလဲဆိုတာသူမသိတော့ဘူးရမင်းရုပ်လေးနောက်တစ်ချိန်ပေါ်လာမဲ့အရေးကိုသာတအုံနှွေးနဲ့စောင့်နေမိတော့တယ်ဒါပေမဲ့လည်းလူဘဝရဲ့ထုံးစံအတိုင်းပါပဲတွေ့ချင်းမမြင်ရသလိုစောင့်နေပြန်ရင်ပေါ်မလာတော့ဘူးမျောသားမျောပေါ်မလာလေတော့ရင်ထဲကယောဂတိုးလာတာပဲအဖက်တင်ပါတယ်တော်တော်ကြီးကြာမှတစ်ခေါက်ပြန်ပေါ်လာတယ်အာယုံတက်ချိန်တော့ရောက်လို့နေပါပြီဒုတိယအချိန်ပေါ်လာလို့ပြောရမလားမှတ်တော့လဲရင်ထဲကယောဂသာနှစ်ဆတိုးပွားသွားလေရဲ့သူမပါဝင်လာတာကလင်းအားကြီးပိုင်းပြဆက်တဲ့ပုံမှာပါ